ဟိမဝန်တာတောင်တန်းကြီးတွေရဲ့ရင်ခွင်ထဲမှာတည်ရှိပြီးကမ္ဘာအမြင့်ဆုံး Everest တောင်တည်ရှိရာနီပေါနိုင်ငံအကြောင်းကတဘာဝအလှတရားနဲ့ဘာသာရေးယဉ်ကျေးမှုပေါင်းစပ်နေတဲ့စိတ်ဝင်စားဖွယ်နိုင်ငံတစ်ခုဖြစ်ပါတယ်။နီပေါနိုင်ငံရဲ့အဓိကအချက်လက်တွေကိုအောက်ပါအတိုင်းတင်ပြပေးလိုက်ပါတယ်။တစ်ချက်အခြေခံအချက်လက်များမြို့တော်ခတ်တမန်တူရှေးဟောင်းဘုရားကျောင်းကန်တွေနဲ့ပြည့်နှက်နေတဲ့မြို့တော်ဖြစ်ပါတယ်။ဘာသာစကားနီပေါလီကိုးကွယ်သည့်ဘာသာဟိန္ဒူဘာသာလူဦးရေ80%ကျော်နဲ့ဗုဒ္ဓဘာသာအုပ်ချုပ်ရေး2008ခုနှစ်အထိဗညင်စနစ်ကျင့်သုံးခဲ့ပြီးယခုအခါ Federal Democratic သမ္မတနိုင်ငံဖြစ်ပါတယ်။နှစ်ချက်ကမ္ဘာအမြင့်ဆုံးနေရာနဲ့တောင်တက်ခီးစဉ်နီပေါဟာတောင်တက်ဝါသနာရှင်တွေအတွက်ကမ္ဘာဘယုံချက်ဖြစ်ပါတယ်။ Mount Everest ပင်လယ်ရေမျက်နှာပြင်အထက်8848.86 မီတာမြင့်နဲ့ကမ္ဘာအမြင့်ဆုံးတောင်ကြီးနီပေါနဲ့တရုတ်တိဘက်နယ်စပ်မှာရှိပါတယ်။ဟိမဝန္တာတောင်နံကမ္ဘာအမြင့်ဆုံးတောင်ထိပ်14ခုထဲမှာ10ခုဟာနီပေါနိုင်ငံအတွင်းမှာတည်ရှိပါတယ်။သုံးချက်ဗုဒ္ဓဘာသာညင်ထူးခြားသောသမိုင်းဝင်နေရာများလွန်ပြီးဟောဓမမြတ်စွာဘုရားအလောင်းတော်စိတ်တထမင်းသားဖွားမြင့်တော်မူရာနေရာဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး UNESCO အမွေအနှစ်စည်းရင်းဝင်ဖြစ်ပါတယ်။ခတ်တမန်တူချုံဝမ်ဒီနေရာမှာရှေးဟောင်းနန်းတော်တွေဟိန္ဒူဘုရားကျောင်းတွေနဲ့ဇေဒီတော်တွေအများပြားရှိပြီးရှေးဟောင်းလက်ရာတွေအလွန်ပြောင်ရောက်ပါတယ်။လေးချက်ထူးခြားသောဝိသေသများအလံနီပေါအလံဟာကမ္ဘာပေါ်မှာ4000ပုံစံမဟုတ်တဲ့တစ်ခုတည်းသောနိုင်နေသောအလံဖြစ်ပါတယ်။တရိကန်ပုံစံနှစ်ဆင့်ထားပါဖြစ်ပြီးဟိမဝန္တာတောင်တိုင်းတွေနဲ့ဘာသာရေးကိုကိုးစားပြုပါတယ်။ Living Goddess သက်ရှိနတ်ဘဝေမှာနီပေါမှာသက်ရှိနတ်ဘဝေမှာအဖြစ်ကိုးကွယ်ခံရတဲ့ကူမာရီဆိုတဲ့မိန်းကလေးလေးတွေရှိတဲ့ထူးခြားတဲ့ဓလေ့တစ်ခုရှိပါတယ်။ Gorkhas ဂေါဂဟာနီပေါနမ်းပြသားဂေါဂဟာစစ်သားတွေဟာသူတို့ရဲ့တတိရှိမှုတစ္ဆာရှိမှုနဲ့တိုက်ပွဲဝင်စွမ်းရည်တွေကြောင့်ကမ္ဘာတဝန်းကစစ်သားတွေမှာနာမည်ကျော်ကြပါတယ်။နောက်ချက်စီးပွားရေးနဲ့လူမှုဘဝခရီးသွားလုပ်ငန်းကနိုင်ငံရဲ့အဓိကဝင်ငွေပါတောင်တက်ခရီးစဉ်တွေနဲ့ဖျားဖူးခရီးသွားလုပ်ငန်းကနေရရှိပါတယ်။စိုက်ပျိုးရေးလူဦးရေအများစုဟာစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပါတယ်။စင်ခေါ်မှု2015ခုနှစ်ကငလဲတန်းကြောင့်ထိခိုက်မှုတွေရှိခဲ့ပေမဲ့လက်ရှိမှာတော့ပြန်လည်နာလန်ထူနေပြီဖြစ်ပါတယ်။စိတ်ဝင်စားစရာအချက်လက်တို့များဒီပေါ်မှာနမစတဲလို့လက်အုပ်ချီပြီးနှုတ်ဆက်တဲ့ဓလေ့ရှိပါတယ်။ကမ္ဘာအမြင့်ဆုံးတောင်တာမကကမ္ဘာအနက်ဆုံးချောင်းကြီးလည်းဒီပေါ်မှာရှိပါတယ်။